အားလုံးမင်္ဂလာပါဒီနေ့တရားဝင်အသုံးပြုပြီးတော့ဒီလိုပုံတွေကိုကျွန်တော်လုပ်ပြတော့မယ်ဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်တို့ live ရောက်ကြည့်ကြရအောင် Okay ကျွန်တော်တို့ browser ကိုသွားပါမယ် Chrome browser ထဲမှာကျွန်တော်တို့Google မှာပေါ့နော်ကျွန်တော်တို့ Gmail account တစ်ခုဝင်ပေးထားမှာဖြစ်ပါတယ်အဲဒီအမှာကျွန်တော်တို့ဒီမှာ Gemini ကိုရွေးလိုက်ပါမယ်Gemini နဲ့ရောက်ပါပြီဒါဆိုရင်ကျွန်တော်တို့တပုံ funny ဖို့တော့အဆင်သင့်ဖြစ်နေပါပြီကျွန်တော်တို့ကတပုံ funny ဖို့အတွက်ကျွန်တော်ရဲ့ description မှာချထားပေးတဲ့description မှာချထားပေးတဲ့ကျွန်တော်တို့ရဲ့ prompt ကို copy ပို့လိုက်ပါပဲဖြစ်ပါတယ် control C ရနော် copy ပြီးတော့ကျွန်တော်တို့paste လာလုပ်လိုက်ပါမယ်ပြီးသွားတာနဲ့ကျွန်တော်တို့လုပ်ရှင်တဲ့ဓာတ်ပုံတစ်ခုကိုကျွန်တော်ရွေးချယ်လိုက်ပါမယ်ရွေးချယ်လိုက်မှာပဲဖြစ်ပါတယ်ကျွန်တော်လုပ်ရှင်တဲ့ဓာတ်ပုံတစ်ခုကိုရွေးချယ်ပေးရပါမယ်ဓာတ်ပုံကကျွန်တော်မျက်နှာလေးပို့ပေါ်လို့ရှိရင်ပို့ပြီးတော့လှပါတယ်ကျွန်တော်ဒီပုံလေးကိုရွေးလိုက်ပါမယ်ဖြစ်ပါတယ် Okay ရပြီဆိုတာနဲ့ကျွန်တော်တို့ submit နှိပ်ပေးလိုက်လို့ရှိရင်ကျွန်တော်လုပ်ချင်တဲ့ဓာတ်ပုံလေးကိုခဏလောက်စောင့်ပြီးရင်save လို့ရပါတယ်ဒါမျိုးလေးပေါ့နော်ကျွန်တော်လုပ်ချင်တဲ့ဓာတ်ပုံလေးဓာတ်ပုံတော့ရလာပါပြီအားလေးကိုကျွန်တော်ဒီမှာdownload လုပ်ပြီးတော့ save ထားလို့ရပါပြီအဲဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဓာတ်ပုံလေးတစ်ပုံရလာပါပြီအဲ့လိုမျိုးပဲယောက်ျားလေးပုံကိုလည်းကျွန်တော်ဒီမှာလုပ်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်